စက်ကလေးကတော့2026မှာထွက်ရှိခဲ့တဲ့ကိုရီးယားနိုင်ငံရဲ့ဖြစ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးစုရည်လည်းရရှိထားပါတယ်မြန်မာတွေကြားမှာတော့နန်းကြားပြည်ငယ်လေးလိုလူသိများပြီးယောက်ျားရက်မကြီးတောင်မှမျက်ရည်ကျရတဲ့စကားလေးတစ်ကားဖြစ်ပါတယ်ဇလန်းဟာ15ရာစုဂျိုးစမင်းသက်ရဲ့အမောင်မိုက်ဆုံးအာနာလူပွဲကြီးနဲ့စတင်ထားပါတယ်အသက်15နှစ်အရွယ်သာရှိသေးတဲ့ပြည်ငယ်လေးတန်းကြုံဟာမင်းရင်မြတ်ထက်မှာတွေးအေးပြီးရက်ဆက်ဆုံးလို့နာမည်ကြီးတဲ့သူ့ဦးလေးအရင်ရဲ့အာနာသိမ်းမှုခံလိုက်ရပါတယ်ဦးလေးဖြစ်သူကအာနာကိုမမောလွန်တာကြောင့်ပြည်ငယ်လေးကိုရာသူကနေအတင်းအဓမ္မဖယ်ရှားရုံနဲ့မကပဲပြည်ရင်လေးဘက်ကကာကွယ်ပေးခဲ့တဲ့တစ္ဆာရှိအမတ်ကြီးတွေနဲ့စစ်သူကြီးတို့ကပါမင်းရင်မြတ်ထက်မှာရဲရဲဆက်ဆက်အစုထက်ပြုံးနဲ့ကွပ်မျက်ခဲ့ပါတယ်အသက်မပြည့်သေးတဲ့ဘေးငယ်လေးကိုပြည်သူတွေမြင်စင်ကောင်းဖြစ်မှာစိုးလို့အဝေးဆုံးကမောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကြောင့်ဒန်ကျုံးကိုနန်းတော်နဲ့ဝေးလျံခေါင်းပြပြီးတောင်ကုန်းနဲ့ပက်ပက်လဲဝိုင်းနေတဲ့ချောင်းဝေါဆိုတဲ့တောင်ပေါ်ရွာရဲ့တရားစီကိုအကျဉ်းသားတယောက်လိုပြည်နေနံပေးလိုက်ပါတော့တယ်။အဲ့ဒီရွာလေးမှာတော့အုံတို့ဆိုတဲ့ဦးကြောင်ကြောင်နဲ့ရိုးသားတဲ့ကြီးရွာလူကြီးတယောက်ရှိပါတယ်။သူဟာရွာသူရွာသားတွေရဲ့စားဝတ်နေရေးအတွက်အမြဲတမ်းပူပန်နေရသူဖြစ်ပြီးတနေ့မှနန်းတော်ကနေအရာရှိကြီးတယောက်နှင်ထုတ်ခံရပြီးသူ့ရွာကိုလာတော့မှဆိုတဲ့တဲ့င်းကိုကြားလိုက်ရပါတယ်။သူဟာနန်းတော်ကအရာရှိကြီးတွေရောက်လာပြီးလက်လာပါမလားရမလားရွာအတွက်စီးပွားရေးအဆင်ပြေမလားဆိုပြီးပျော်ရွှင်မြူးသိပြီးစောင့်နေခဲ့တာပါ။ဒါပေမဲ့တကယ်နဲ့တော့စစ်တီတွေဝန်းရံပြီးရွာကိုရောက်လာတာကအာနာပြုတ်ပြီးအဖို့မရှိအခုရမယ်ဖြစ်နေတဲ့ဘေးငယ်လေးတန်းကြုံဖြစ်နေတာကိုမြင်ရတဲ့အခါရွာသူကြီးအုံတို့တယောက်အောင်းမတက်သွားပါတော့တယ်ဘေးငယ်လေးရွာကိုရောက်လာကြတဲ့ကဘလူးနဲ့မှစကားမပြောဘဲတိတ်ဆိတ်နေခဲ့ပါတယ်သူမျက်စိရှိတဲ့သူ့ကိုကိုရင်တွေးရတဲ့လဲချတိတ်ဆုံးသွားခဲ့တဲ့တစ္ဆာကြီးအမကြီးတရဲ့ယူလောင်းတွေကိုမြင်အောင်နေတဲ့စိတ်တရားကြောင့်ညာတဲ့အိမ်မဆုတွေမှတ်ပြီးလက်လက်နိုးနေခဲ့ရပါတယ်ဘေးငယ်လေးကမိမိသာအသက်ရှင်နေပြီးကျန်တဲ့သူတွေတေကုန်ကြတာကိုကိုပြည့်ရှိတယ်လို့ခံစားရပြီးစိတ်ဓာတ်တွေအောက်ဆုံးထိကျဆင်းနေခဲ့ပါတယ်ဒါကြောင့်သူကအသက်ရှင်ရမှကိုညှင်းငွေပြီးရွာပြင်ကကြောက်ကမကြီးပေါ်ကနေခုန်ချပြီးတေချောင်းကျုံကိုနှက်ချင်းတဲ့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ရွာသူကြီးအုံတို့ကအမြဲတမ်းမျက်စိတောက်စောက်ကြည့်နေပြီးချိန်မီလိုက်ပန်းကဲတင်ပေးခဲ့လို့တက်ချမ်းသာရခဲ့ပါတယ်တကယ်တော့ရွာသူကြီးကအစပိုင်းမှာဘရင်လေးကိုတန်းသားလို့မဟုတ်ပါဘူးနန်းတော်ကနေပို့ဆောင်ထားတဲ့ဒီအချင်းသားဘရင်လေးတာသူ့ရွာမှာတည်ဆုံသွားခဲ့ရင်နန်းတော်ကစစ်တပ်တွေရောက်လာပြီးသူ့တရွာလုံးကိုတစ္ဆာဖောက်မှုနဲ့အစိုးရပြုံးနဲ့တက်ပြစ်မှဆိုးတာကြောင့်မျက်စိရောက်ကအပြောင်းမခံမဲ့အတင်းလက်ဆောက်ရှောက်နေရတာဖြစ်ပါတယ်အစပိုင်းမှာတော့စိတ်ဆဝေဒနာခံစားနေရတဲ့ဘရင်ငယ်လေးနဲ့တပ်ဘေးကိုကြောက်နေရတဲ့ရွာသူကြီးတို့ကြားမှာဆက်ဆံရေးရအဆင်ပြေပဲအေးဆက်နေခဲ့ပါတယ်ဒါပေမဲ့တနေ့မှတော့မတင်မဲ့ပဲအလက်ကျွမ်းတစ်ခုကြုံလာရပါတယ်ရွာသားတွေစိုက်ပျိုးရေးလုပ်နေတော့တောင်ပေါ်ကနေဗိုက်စာနေတဲ့ကြာကြီးတကောင်ရွာထဲကိုဆင်းလာပြီးရွာသူရွာသားတွေကိုလိုက်လံကတ်ခဲပါတော့တယ်ရွာလူတွေအားလုံးလမ်းပြတ်ပြီးပြေးလွှားနေချိန်မှာအမြဲတမ်းအသက်မပါလို့စိတ်သက်ကျနေတဲ့ဘရင်ငယ်လေးကရွာလူတွေအသက်ပေးနဲ့ကြုံနေတာကိုမြင်တော့နန်းတော်မှာတင်ခဲ့ရတဲ့မြားပြပညာကိုတတိယသွားပါတယ်သူကတတိရှိရှိနဲ့မြားကိုကောက်ကင်ပြီးကြားကြီးရဲ့ဥကောင်းတက်ကိုအရှိန်ဟုန်နဲ့ပြစ်တက်လိုက်နိုင်ခဲ့ပါတယ်ဒီဖြစ်ရကြော့ရွာသူရွာသားအားလုံးကဘရင်လေးပေါ်ချစ်ခင်တောင်းတင်မကပဲကိုယ်တိုင်ကလည်းအတုံးမကြရသူမဟုတ်ဘူးရှင်တန်ချင်းစိတ်ခွန်အားတွေပြန်လည်ရရှိသွားစေခဲ့ပါတယ်အဲဒီနောက်ပိုင်းမှာဘရင်လေးကရွာသူကြီးရဲ့သားလေးကိုစားပေးပြီးခဖျားတွေကိုယ်တိုင်တင် जा ပြတ်တာပေးရင်းနဲ့ရွာလူတွေပေါ်မှာမိသားစုတို့တင်ရောစင်နဲ့တဖြည်းဖြည်းနဲ့တိုးလာပါတော့တယ်ဒါပေမဲ့ဒီလိုအေးချမ်းတာယာမှုကကြာကြာမခံခဲ့ပါဘူးနန်းတော်မှာရှိနေတဲ့ဘရင်ဟောင်းလေးကိုတန်တာကြီးပြန်လည်နန်းတင်ချင်နေတဲ့လှုပ်ဝက်တော်လန်ရေးအမတ်တရဘရင်လေးရှိနေတဲ့ရွာကိုစုံစမ်းသိရှိသွားပြီးလှုပ်ဝက်ဆက်သွယ်လာကြပါတယ်ဘရင်လေးကတော့တွေ့တဲ့တန်အောင်တွေထမ်းမမချင်းတို့ညင်းပယ်လိုက်ပေမဲ့ဒီတဲ့တင်းကိုနန်းတော်ကအရက်ဆက်ဆုံးအာနာရှိအမတ်ကြီးဟန်မြောင်ဝဲကရိမ့်မိသွားပါတော့တယ်သူဟာဘရင်ဟောင်းလေးရှိနေတဲ့အာနာမျက်မှောင်မဟုတ်ဘူးလို့တွေးပြီးဘရင်လေးရောတော်လန်ရေးအဖွဲ့သားမှာကအကျိုးကြောင့်တည်နေတဲ့တောင်ပေါ်ရွာသားတွေအားလုံးကိုပါမြေပြတ်တက်ပစ်ဖို့စစ်တပ်အင်အားအပြည့်နဲ့ရွာကိုဝမ်းခိုင်းလိုက်ပါတော့တယ်စစ်တပ်တွေရွာထဲကိုတနက်တွေဓားတွေနဲ့ဝင်ရောက်စီးနင်းလာချိန်မှာဘရင်လေးကသူ့ကြောင့်နဲ့စင်းရဲသားရွာသူရွာသားတွေကိုတေပေးမတင်သေးခြင်းပါဘူးဒါကြောင့်ဘရင်လေးကညံစင်ပြီးရွာလူကြီးအုံဟုံးတို့ကိုနန်းတော်စစ်တပ်တွေရှေ့မှာသူ့ကိုတစ္ဆာပေါက်ပြီးဖမ်းဆီးအနံလိုက်တဲ့ပုံစံမျိုးဟန်ဆောင်ခိုင်းပါတယ်အုံဟုံးတို့ဟာရင်ခွဲမတက်ခံစားရပေမဲ့ရွာသူရွာသားတွေရဲ့အသက်ကိုကယ်တင်ဖို့အတွက်ဘရင်လေးကိုတစ္ဆာပေါက်ဟန်ဆောင်ပြီးစစ်တပ်လက်ထက်အပ်လိုက်ရပါတယ်ဒီလိုနဲ့ရွာသူရွာသားတွေတေပေးကလွတ်သွားခဲ့ပေမဲ့နန်းတော်ကနေဘရင်လေးကိုဘရင်ဟောင်းဖြစ်တမိုင်းကနေပယ်ဖြတ်ပြီးအစိတ်တောက်ကတေတံပေးဖို့အမိတ်ကျလာပါတော့တယ်ဇသိမ်းပိုင်းကအလွန်ကြေခွဲစရာကောင်းလာပါတယ်ဘရင်လေးကရန်သူတွေပေးတဲ့အစိတ်ရည်ကိုတောက်ပြီးသူတို့လက်ထက်မှာအဆက်တခွဲနဲ့မသေးချင်ပါဘူးဘရင်တစ်ပါးရဲ့နောက်ဆုံးဂုံတိတ်ကောင်ကိုထိမ့်သိမ်းကျင်တာကြောင့်သူကရွာသူကြီးအုံဟုံးတို့ကိုအခန်းထဲခေါ်ပြီးရွာသူကြီးရဲ့လက်နဲ့ပဲကျွန်တော်ကိုအဆုံးစင်ပြပါလို့မျက်ရည်တွေနဲ့တောင်းဆိုခဲ့ပါတယ်ရွာလူကြီးကရင်ဘက်ကိုလက်တီးနဲ့ထုပြီးငိုကြွေးရင်းကဘာမှအခက်အခဲဆုံးဆုံးဖြတ်ချက်ကိုချခဲ့ရပါတယ်သူဟာမျက်ရည်များစွာနဲ့ငိုယိုပြီးဘရင်လေးရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့လီယူတစ်ချောင်းကိုတုံးပြီးဘရင်လေးရဲ့လေပင်ကိုရစ်ပက်ကသူ့လက်နဲ့တင်အသက်ရှူရသွားအောင်ဆုံးစင်ပေးခဲ့ရပါတယ်အဲဒီနောက်နန်းတော်ကစစ်တီတွေဟာဘရင်လေးရဲ့ရုပ်လောင်းကိုတန်ဖိုးမထားပဲမြစ်ထဲကိုပစ်ချလိုက်ကြပါတယ်ရွာလူကြီးအုံဟုံးတို့ကတစ္ဆာဖောက်လို့အသက်ခံရမယ်တေပြီးကြားကနေမြစ်ထဲကိုခုန်ချပြီးဘရင်လေးရဲ့ရုပ်လောင်းကိုအသက်ဆုံးပြတ်ဆက်ယူခဲ့ပါတယ်ပြီးတော့တောင်ပေါ်တနေရာမှာဘရင်လေးစိတ်အေးချမ်းစွာအနားယူနိုင်မှုအတွက်လှုပ်ဝက်စွာနဲ့ကောင်းကောင်းမွန်မွန်ဂူတင်းတကြိုပေးခဲ့ပါတော့တယ်ရုပ်ရှင်ရဲ့ဏီကုန်းမှာတော့တမိုင်းမှန်ကိုဖော်ပြပေးထားပါတယ်ဘရင်လေးတည်ဆုံးပြီးနှစ်ပေါင်း240ကျော်ကြာတော့တဲ့အခါမှာကိုရီးယားတမိုင်းမှာဒီဘရင်ငယ်လေးရမတရားမှုကိုပြန်လည်ဖော်ထုတ်နိုင်ခဲ့ပြီးဂုံနှုဆောင်မင်းကြီးဒန်ဂျုံဖြစ်တမိုင်းတင်ပြန်လည်ခဲ့ပြီးတင်ခဲ့ပါတယ်ဘရင်လေးပေါ်အသက်ဆုံးပြီးနောက်ဆုံးအချိန်ထိတစ္ဆာဆောက်တည်ခဲ့တဲ့ရွာသူကြီးအုံဟုံးတို့ရဲ့နာမည်ကလည်းယနေ့ထိတိုင်တောင်ကိုရီးယားတမိုင်းမှာ40ရာအကောင်းဆုံးတူရဲကောင်းတစ္ဆာရှင်ကြီးဖြစ်အမှတ်တရတည်ရှိနေပါတော့တယ်နောက်ဆုံးမှာတော့စကားလေးကဒီနေရာမှာတင်ပြီးဆုံးသွားပါတော့တယ်ကျွန်တော်လည်းပဲဒီဇက်လန်လေးအကြောင်းကိုထက်ကအတန်သွင်းနဲ့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်ကျွန်တော်ရဲ့တင်ဆက်မှုကိုကြိုက်နေတဲ့ channel လေးကို like subscribe ပြုလုပ်ပေးခဲ့ကြပါဦးခင်ဗျမိတ်ဆွေတို့အနေနဲ့နောက်ထပ်နားထောင်ခြင်းတဲ့စကားလေးများရှိရင် comment မှာခြာရေးခဲ့ပါဦးခင်ဗျဒါဖြင့်နောက်ပြီးမှထပ်တွေ့ကြမယ် bye